လူများစာအတွက်ကြာစံကိုလွယ်လွယ်ကူကူကြော်တဲ့နည်းလေးကိုပြထားတာပါဒီနည်းလေးကတော့ကြာစံနေကတ်မှလည်းမပူပါဘူးလုံးပြီးတော့အကုန်လုံးပြဲသွားမှလည်းမပူပါဘူးပေါ့ရိုးရိုးရှင်းရှင်းနည်းလေးပါကြာစံကြော်မယ်ဆိုရင်တော့သူ့ထဲကိုထည့်မဲ့ vegetable ကိုအရင်ဆုံးအယောင်လေးတွေမပြတ်သွားအောင်စားလေးနဲ့အရင်စားလေးစီလေးနဲ့အရင်ကြော်ထားပါတယ်ပြီးတော့ရင်တော့ဒါက ready made ဘူးနဲ့ကြော်မှာပါဝက်ချက်တော့ဘူးပါတကယ်လို့ ready made ဘူးမရှိဘူးဆိုရင်လည်းရိုးရိုးအသားနဲ့အရသာပို့ထည့်ပြီးကြော်လို့ရပါတယ် ready made ဘူးမှာတော့အရသာနဲ့နဲ့ပါတော့အရသာရှော့ထည့်လို့ရတယ်ပေါ့နော်ပြီးရင် ready made ဘူးကိုအရင်စီတက်မယ်ပြီးသွားတဲ့ခါကျရင်ခရုစီနဲ့ခရုစီထည့်မယ်ပဲငပြားရဲ့အကြီးထည့်မယ်ကြက်သားမှုန့်ထည့်မယ်ပေါ့နော်အရသာအဆင်ပြေတဲ့အခါကျရင်သူမီးအေးနဲ့ထားပြီးတော့ကြာစံကိုနည်းနည်းချင်းစီထည့်ပြီးတော့မွေပေးပါမယ်အရသာနှံအောင်အတွက်ကြာစံကိုတပရိတ်တဲ့အကုန်လုံးမထည့်ပါဘူးနည်းနည်းချင်းစီထည့်ပြီးတော့အရသာမွေပေးပါမယ်အကုန်လုံးကြာစံကုန်သွားပြီးအရသာလည်းနှံ့ဆက်ပြီးကိုလည်းမြည်ကြည့်လို့အဆင်ပြေတဲ့အနေအထားရှိပြီဆိုရင်တော့စောနောတတ်ကြောထားတဲ့ဟင်းရွက်တွေကိုထည့်ပါမယ်အဲ့ဒီခါကျရင်ကြာတန်ကလည်းစိမ့်စိမ့်တောက်တောက်လေး vegetable စိမ့်စိမ့်တောက်တောက်လေးနဲ့ကြာစံကလည်းတောင်တောင်လေးအနေထားလေးရတယ်ပေါ့နော်ဒါတော့လူအများစာ15ယောက်စာလောက်စားလို့ရတာဖြစ်တဲ့အတွက်လေသူဝမ်မာအိုးနဲ့ထည့်ပြီးတော့တင်ထားတယ်ပေါ့နော်ဝမ်မာအိုးကအပူထိန်းထားပြီးတဲ့အတွက်သူကအပူမရောဘူးပေါ့နော်ပြီးရင်တော့ကျုပ်ကိုခုလိုမျိုးလေးညှက်ပြီးတော့အပေါ်ကနေတင်ထားပေးပါမယ်ဒါလူ15ယောက်စာလောက်အတွက်လွယ်လွယ်ကူကူကြော်တဲ့ဂျာဆန်ကြော်နည်းလေးကိုမျှဝေပေးတာပါကျေးဇူးပါ